အားလုံးပဲမင်္ဂလာပါတုံးလို့ဘလို့စာဖဲဖဲလဲ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်သင်ဟာပြက်ကွက်တွေအများကြီးရှိရတဲ့နေရာမှာလွယ်လဲလွယ်ကူရမယ်အရင်လဲလွယ်ကူပဲပြက်ကွက်မျိုးဖြစ်ရမယ်လုံးဝလည်းလေ့ကျင့်စရာမလိုပါဘူးဒါပေမဲ့ပြက်ကွက်ပြလိုက်တဲ့အချိန်မှာပြိတ္တတွေကလည်းအားနဲ့ငယ်နေဖြစ်သွားစေရမယ်ပေါ့နော်အဲ့လိုပြက်ကွက်မျိုးရှာဖွေနေလူဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကတင်းတော့ပဲဖြစ်ပါတယ်ဆိုတော့ပြက်ကွက်ကိုအရင်ဆုံးကြည့်လိုက်ရအောင်โอเคဆိုတော့ကျွန်တော်ကဖဲချက်လေးတွေကိုအရင်ဆုံးထုတ်လိုက်ပါမယ်ထုတ်လိုက်ပြီးတော့ဖဲချက်လေးတွေကိုနည်းနည်းလေးမှွေလိုက်မယ်ပေါ့နော်โอเคအခုအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖဲချက်လေးတွေကတော့မှွေလိုက်တော့နှံ့သွားပြီပဲဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဖဲချက်လေးတွေမှာဖဲချက်လေးတစ်ချက်ကိုကြိုးပြီးတော့ကျွန်တော်ရွေးလိုက်မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကြိုးပြီးခံမှန်းထားတဲ့ဖဲချက်လေးပါနော်โอเคကျွန်တော်ဒီဖဲချက်လေးကိုကြိုးပြီးတော့ယူထားလိုက်ပါမယ်ယူလိုက်ပြီးလို့ရှိရင်ပရိသတ်ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီဖဲပုံလေးကိုဒီလိုလေးကန်ပြီးတော့အလိုက်တင်လေးပဲသုံးပုံပုံလိုက်ရမှာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကပုံလိုက်တယ်ပဲထားပါတော့โอเคအဲ့ဆိုလို့ရှိရင်အခုပရိသတ်ကဖဲပုံပုံလိုက်တဲ့တော့အပေါ်ဖဲချက်လေးကိုကျွန်တော်လှမ်းကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီဖဲချက်လေးတွေကပြိတ္တကဖဲပုံလိုက်တဲ့အတွက်လှမ်းကြည့်လိုက်တဲ့ဂျာမန်ဖဲချက်လေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့အခုဘယ်လိုဆက်လုပ်မလဲဆိုလို့ရှိရင်ပြိတ္တကိုယ်တိုင်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဖဲချက်နံပါတ်က4ဖြစ်နေတဲ့အတွက်1 2 3 4ချက်ချမယ်4ချက်ချပြီးရင်ကျန်တဲ့အပုံပုံ2ပုံကိုတက္ကစီတင်မယ်ဒီဘက်ပုံလည်းအဲ့ဒီတိုင်းပဲပေါ့နော်1 2 3တက္ကစီတင်မယ်ကျွန်တော်ဒီဘက်မှာလည်း9ဖြစ်တဲ့အတွက်ကြောင့်1 2 3 4 5ပြီးကြရင်တက္ကစီတင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အစအနေပြန်သွားကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကကလေးတစ်ကပ်ကိုကြိုရွေးလိုက်တယ်ရွေးလိုက်ပြီးတော့ပြိတ္တကဖဲပုံ3ပုံပုံလိုက်တယ်ဆိုတော့ပြိတ္တပုံလိုက်တဲ့အတိုင်းပဲဒီနံပါတ်လေးတွေကရလာတယ်အဲ့တော့ကျွန်တော်ကခုနလိုပဲကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အခုအားလုံးပုတ်ပြီးအပြီးမှာကျွန်တော်အစိုးရရနေပြီးတော့ဒီဖဲချက်လေးကိုကြိုးပြီးတော့ခံမှန်းလာတယ်ပေါ့နော်အခုလဲပြက်ကွက်အဆုံးမှာဒီအဆုံးတက်သွားတဲ့ဖဲချက်လေးတွေကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာအကုန်လုံးကင်းလေးချက်ဖြစ်နေတာကြီးပဲတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြက်ကွက်လေးရတော့ဒါပါပဲတန်းတဲ့နာမည်လို့ပြောလိုက်ပါတယ်ဆိုတော့အခုလိုစိုက်မှန်သားပဲကောင်းတယ်ဖဲမြက်လက်ပြက်ကွက်တွေနဲ့တူတူတွေကိုလည်းအများကြီးတက်စားပြီးတော့ရှိရအောင်တရားဒီ channel လေးကိုအခုထိ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့အခုပဲလုပ်သွားပေးဖို့မမေ့ပါနဲ့အောင်ဆိုတော့ကျွန်တော်တို့အခုပြပွဲတင်ဆက်ပုံကြည့်လို့ရလေးကိုချက်လောက်လေ့လာကြည့်လိုက်ရအောင်โอเคဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲပေါ့နော်ဒီပြပွဲကအရင်လဲလွယ်ကူတယ်ကျွန်တော်တို့အများကြီးလေ့ကျင့်စရာလည်းမလိုဘူးပေါ့နော်အများကြီးမဟုတ်လုံးဝလေ့ကျင့်စရာမလိုပဲပြပွဲမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုရှိတာကပြပွဲမစခင်မှာဖဲလေးနဲ့ကြိုစီထားဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးစီရမလဲဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးလိုမှာကင်းလေးချက်လိုမယ်ဒီနေရာမှာကျွန်တော်တို့ကကင်းမသုံးမဲ့နဲ့တခြားဖဲချက်တွေသုံးလဲရတယ်ပေါ့နော်ဥပမာ ace 4ချက်သုံးလဲရတယ် jet 4ချက်သုံးလဲရတယ် queen 4ချက်သုံးလဲရတယ်အခုကြိုက်တဲ့ဖဲ4ချက်ဘယ်4ချက်မဆိုပေါ့နော်အသုံးပြုလို့ရတယ်ပေါ့နော်တူတဲ့ဘယ်4ချက်မဆိုအသုံးပြုလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ကင်း4ချက်လေးသုံးထားရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကင်း4ချက်လိုမယ်လိုပြီးလို့ရှိရင်ဒီနံပါတ်5ဖဲချက်လေးလိုမယ်ပေါ့နော်ကျွန်တော်စီရမှာကြတော့ကျွန်တော်အရင်ဆုံးငါ့ကိုအပေါ်ဆုံးမှာထားမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဂျာပန်ဖဲ3ချက်ပေါ့နော်ဘယ်3ချက်မဆိုရတယ်ပေါ့နော်ကျွန်တော်ဘယ်3ချက်မဆိုရတယ်ဒီမှာဂျာပန်ဖဲ3ချက်လိုမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ကင်း4ချက်တည်းကင်း4ချက်တည်းကနေပြီးတော့ကင်း3ချက်ကိုတင်မယ်ဒါဆိုကျွန်တော်တို့ဒီလိုမျိုးစီရမယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ငါးဖဲချက်လေးကိုအပေါ်ဆုံးမှာထားမယ်ပြီးရင်ဂျာပန်ဖဲ3ချက်ရှိမယ်ပြီးကြလို့ရှိရင်ကင်း3ချက်ရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါကိုအပေါ်ဆုံးမှာတင်လိုက်မယ်ဒီနောက်ဆုံးကြံတဲ့ဖဲချက်လေးကိုကျွန်တော်တို့အစင်ပြေရဲ့ဘယ်နေရာမှာဆိုထားလို့ရတယ်ပေါ့နော်ဂျားထဲမှာချက်ထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘူးထဲကိုထည့်ပြီးတော့ပြိတ္တကိုစပြလို့ရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ပြိတ္တအတက်ကွက်အစမှာကျွန်တော်အရင်ဆုံးဖဲချက်လေးကိုထုတ်လိုက်မယ်လို့ပြောမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးမှွေပြလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က
false shovel သုံးပြီးမွေးပြရမှာပေါ့နော်တကယ်သွားမွေးလိုက်လို့ရှိရင်ကျွန်တော်ဖဲစီတာလေးပြတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က false shovel လေးသုံးအောင်ဖြစ်ပါတယ်ဒီနေရာမှာ false shovel ကလည်းကိုအဆင်ပြေတဲ့နီလန်ကိုသုံးပြလို့ရတယ်ပေါ့နော်ကျွန်တော်ကကြတော့ပြကွက်ထဲမှာဘယ်လိုလုပ်သွားလဲဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ overhand false shovel လေးသုံးတယ်ဒီလိုမျိုးလေးဖဲချက်လေးတွေအပွားဖဲချက်လေးတွေအောက်ကိုချလိုက်တယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ပုံမှန်အဖြစ်ကကျွန်တော်တို့လိုချပြီးလို့ရှိရင်ဒီဘောပဲတင်ရမှာဒါပေမဲ့ကျွန်တော်ဒီအချိန်မှာမတင်မနဲ့ဒီနောက်မှာပဲပြန်ထည့်လိုက်မှာအဲ့တော့ကျွန်တော်တို့ဖဲချက်လေးတွေကစီထားတဲ့ဖဲချက်လေးတွေကဒီနေရာမှာဒီတိုင်းလေးပဲရှိနေမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးနှစ်ခေါက်လောက်လုပ်နိုင်မယ်ပေါ့နော်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးလေး first shovel တော့ဒီလိုမျိုးလိုက်ထပ်လုပ်နိုင်မယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဆိုတော့ကျွန်တော်စီထားတဲ့ဖဲချက်လေးတွေကဒီတိုင်းလေးပဲရှိနေရပါတော့အမှ9နဲ့ကင်းနေပါတော့ဆိုတော့ကျွန်တော်အခုအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြိတ္တကိုစပြလို့ရပြီပေါ့နော်ပြိတ္တကိုကျွန်တော်တို့အရင်ဆုံးဖဲမဲ့ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကင်းကျွန်တော်တို့ရွေးတဲ့ကျွန်တော်တို့ထားလာတဲ့ကင်းလေးကိုကျွန်တော်အရင်ဆုံးရွေးလိုက်မယ်ပြီးတော့ဒါကိုကြီးကျိုးပြီးတော့ရွေးရတဲ့ခံမှန်းကတ်ဆိုပြီးပြောမယ်ပြီးရင်သူပြက်ကွက်တွေအတိုင်းပဲသုံးပုံပုံလိုက်မယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့နံပါတ်လေးတွေကိုကြည့်လိုက်မယ်ကျွန်တော်ပြက်ကွက်တွေအတိုင်းပဲနှစ်ဆိုလို့ရှိရင်တစ်နဲ့ပြီးလို့ရှိရင်ကျွန်တော်အပုံပေါ်တကက်စီတင်မယ်ဒီမှာလဲ3ဖြစ်တဲ့အတွက်ကြောင့်တစ်နဲ့3တကက်စီတင်မယ်ဒီမှာလဲ5ဖြစ်တဲ့အတွက်ကြောင့်တစ်နဲ့3 4 5တကက်စီတင်မယ်ဆိုတော့အဲ့လိုလုပ်ပြီးရတယ်ကျွန်တော်တို့မြင်တွေ့ရမှာကင်းလေးချက်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့tutorial လေးရတော့ဒါပါပဲလွယ်ကူရိုးရှင်းတဲ့အတွက်သဘောပေါက်နားလည်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြားနေတဲ့ဆိုလို့ရှိရင်တော့ like လေးနှိပ်သွားဖို့လည်းမမေ့ပါနဲ့အောင်နောက်လာမယ့်ပြကွက်တလေးမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲအဆုံးလေးကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်